Let me note, as I have in the past, that the junta needs three things. 2025နှစ်ကုန်ပိုင်းမှာစစ်ကောင်စီကျင်းပဖို့စီစဉ်ထားတဲ့ရွေးကောက်ပွဲဟာအလိညာဟန်ဆောင်မှုသာဖြစ်ပြီးအာဏာရှင်စနစ်ကိုတရားဝင်ဖြစ်လာဖို့လှုံ့ဆော်နေတဲ့ဂျိုးပန်ချန်လို့ထောက်ပြပြောဆိုထားပါတယ်။ဦးဘူးလက်လှဆိုကိုကျွန်တော်ဘဝမှာအမုန်းဆုံးလူသားတဲ့ကျွန်တော်သူ့ကိုမျက်နှာကိုကြည့်လို့မရအောင်မုန်းတာ။သူကြက်ခိုင်ပါတီကသူ့ကိုကျွန်တော်ကြည့်လို့မရအောင်တော်တော်မုန်းတာ။ဒီလူကြီးကလူကြီးဖြစ်သွားလို့ရှိရင်သူပြောချင်တာတွေပြောတယ်ပြီးလို့ကျွန်တော်ချင်းသူပြောတဲ့သူတွေကသူ့ရဲ့နေမာတဲ့သူတွေကိုနှိမ်ချပြောဆိုဆက်ဆံပြီးတော့သူနဲ့ပတ်သက်တဲ့လူတွေကိုသာသူကောင်းမွန်ဆက်ဆံတယ်ဆိုတဲ့အတွေ့အကြုံကျွန်တော်ကောင်းတဲ့ကိုရောက်သွားတယ်။အဲ့ဒါကဘူးလက်လှဆိုမှမဟုတ်ဘူးเนาะကျွန်တော်တိုင်းပြည်မှာဒီစစ်ဘောင်းမီချွတ်ထားတဲ့ကောင်တွေမှန်တယ်များကတူတို့ကိုတူတို့မိလာပါရှင်းပြ channel နဲ့ကြိုဆိုလိုက်ပါတယ်ရန်ကုန်မြို့ကလှိုင်သာယာမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီကနိုင်ငံရေးပုံမှန်နဲ့ဖမ်းဆီးထားတဲ့မတ်စုံပွင့်လိုင်းဆိုသူကိုတော်လိုင်းရဲဘော်တွေကရဲတွေလက်ထက်ကနေပြစ်ခတ်ကဲထုတ်သွားပြီးပြစ်ခတ်မှုကြောင့်စစ်ကောင်စီဘက်ကတူရဲအုပ်တအုပ်သေသွားတဲ့အပြင်ရဲရရှိတအုပ်လက်ဒဏ်ရာရထားတယ်လို့စစ်ကောင်စီကိုယ်တိုင်ကသတင်းထုတ်ပြန်ထားသလိုဒေသခံပြည်သူတွေကလည်းပြောထားကြပါတယ်ဖြစ်စဉ်ကတော့ဇူလိုင်လ1ရက်နေ့ဖြစ်တဲ့မနေ့ကပဲရန်ကုန်မြို့လှိုင်သာယာမြို့နယ်အရှေ့ပိုင်းရဲစခန်းမှာနိုင်ငံရေးပုံမှန်နဲ့ဖမ်းဆီးခံထားရတဲ့မတ်စုံပွင့်လိုင်းဆိုသူဟာအရေးပေါ်နေမကောင်းဖြစ်တဲ့အတွက်လှိုင်သာယာမြို့နယ်စေယုံကိုပို့ဖို့ရဲစခန်းကနေဒုရဲအုပ်2ဦးကခေါ်ဆောင်လာတဲ့အချိန်လှိုင်သာယာမြို့နယ်စမှုဆောင်2မင်းကြီးမဟာမင်းကောင်လမ်းထိပ်အရောက်မှာလူငယ်2ဦးကဒုရဲအုပ်2ဦးကိုပြစ်ခတ်ပြီးဖမ်းဆီးခံထားရတဲ့မတ်စုံပွင့်လိုင်းဆိုသူကိုကဲထုတ်သွားတယ်ဆိုပါတယ်အဲ့ဒီဖြစ်စဉ်မှာပြစ်ခတ်ခံရတဲ့စစ်ကောင်စီလက်အောက်ခံဒုရဲအုပ်2ဦးကတော့တနက်ဒဏ်ရာနဲ့သေသွားပြီးနောက်ထပ်အမျိုးသမီးဒုရဲအုပ်ကတော့ပခုံးကြည်ထိဒဏ်ရာရထားတယ်လို့နိုင်ငံရေးပုံမှန်နဲ့ဖမ်းဆီးခံထားရတဲ့မတ်စုံပွင့်လိုင်းဆိုသူကတော့လွတ်မြောက်သွားတယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးဒေသခံပြည်သူတွေကလည်းဟုတ်မှန်တဲ့အကြောင်းအတည်ပြုထားတယ်လို့ရုပ်ရှင်တွေကအတိုင်းဖမ်းဆီးခံထားရတဲ့မတ်စုံပွင့်လိုင်းကိုရဲတွေလက်ထက်ကနေကဲထုတ်သွားတာဖြစ်တယ်လို့ပြောထားပြီးစစ်ကောင်စီကတော့အဲ့ဒီဖြစ်စဉ်ကြောင့်ပဲလှိုင်သာယာမြို့နယ်မှာလမ်းပိတ်စစ်ဆေးတာတွေအဲဇင်းစစ်တာတွေလှုပ်သွားတဲ့အပြင်ဒီကနေ့ဇွန်လ2ရက်နေ့မှာလည်းအဲဇင်းစစ်တာတွေထပ်လုပ်မယ်ဆိုပြီးတော့ပါရက်ကွက်အုပ်ချုပ်ရေးမှုတွေကပြောထားသေးတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာအကြမ်းဖက်စစ်ကောင်စီရဲ့မတရားဖမ်းဆီးချုပ်နှောင်မှုအတွင်းမှာလုံလောက်တဲ့စေဝါကုသမှုကိုမရရှိတဲ့အတွက်ဒေါအောင်ဆန်းစုကြည်နဲ့တမရဦးဝင်းမြင့်တို့ရဲ့အသက်အန္တရာယ်ကိုအမျိုးသားညီညွတ်ရေးဆိုရ NUG ကစိုးရိမ်ကြောင်းNUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောပါတယ်။ယမန်နေ့ကထုတ်ပြန်တဲ့တွေ့သူတို့နဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်းအစီအစဉ်73/2025မှာ၎င်းကအထက်ပါတိုင်းပြောတာလည်းဖြစ်ပါတယ်။ဂျပန်စစ်ကောင်စီကမတရားဖမ်းဆီးချုပ်နှောင်ထားတဲ့သမရဦးဝင်းမြင့်နဲ့နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်တို့အတွက်လုံလောက်တဲ့စေဝါကုသမှုကိုမရရှိနေတဲ့အတွက်နိုင်ငံခေါင်းဆောင်တွေနဲ့နိုင်ငံရေးအကျဉ်းသားအားလုံးရဲ့ကျန်းမာရေးအတွက် NUG ကစိုးရိမ်မကင်းဖြစ်ရတယ်လို့လည်းဦးနေဖုံးလန်းကပြောပါတယ်လူထုခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ကိုနေပြည်တော်စစ်စေးရေးအထူးအဖွဲ့ရုံးဆိုင်ရာနေရာမှာလုံခြုံရေးတင်းကျပ်စွာနဲ့ဖမ်းဆီးချုပ်နှောင်ထားတာဖြစ်ပြီးနှလုံးရောဂါနဲ့ဆိုင်တဲ့ဆက်ဆက်ဝေနာတွေကိုခံစားနေရပေမဲ့လည်းစေဝါကုသခွင့်အပြည့်အဝမပေးဘဲရွေချက်ရှိရှိနဲ့ညှဉ်းပန်းနှိပ်စက်နေတယ်လို့မြန်မာ Reason Witness ကဇွန်လ28ရက်နေ့မှာထုတ်ပြန်ထားပါတယ်။မွန်ပြည်နယ်ရင်းမြို့နယ်ကအာယုတောင်ကျေးရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ခမရ343တပ်ဝင်းကစခန်းကုန်းကိုရေဘလူးအဖွဲ့ကတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ရေဘလူးအဖွဲ့ကနေပြောပါတယ်။ဖြစ်စဉ်ကတော့ဇွန်လ1ရက်နေ့ဖြစ်တဲ့မနေ့ကပဲမွန်ပြည်နယ်ရင်းမြို့နယ်ကအာယုတောင်ကျေးရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ခမရ343တပ်ဝင်းကစခန်းကုန်းကိုရေဘလူးအဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်း45မိနစ်အကြာမှာတော့အဲ့ဒီစစ်ကောင်စီရဲ့ခမရ343တပ်ဝင်းကစခန်းကုန်းကိုရေဘလူးအဖွဲ့ကအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတိုက်ပွဲအတွင်းရေဘလူးအဖွဲ့ဘက်ကရဲဘော်တအူးလဲမြင့်မြတ်စွာအသက်ပေးလူတွားရတယ်လို့ရေဘလူးအဖွဲ့ကနေပြောထားပါတယ်ခင်ဗျာမုံရတပိတ်ကောင်းဆောင်တယောက်ဖြစ်တဲ့ကိုဝေမိုးနိုင်ကိုအိုးဖို့အကျဉ်းထောင်ဝန်ထမ်းတွေကမိမျောတဲ့အထိတန်တုံးနဲ့ရိုက်နှက်ကချစ်ချင်းခတ်ပြီးတိုက်ပိတ်ခံထားရတယ်လို့သိရပါတယ်ဝေဝေသတင်းပေးပို့ထားပါတယ်ရှင်မုံရအချင်းထောင်ကနေအိုးဘိုအချင်းထောင်ကိုထောင်ပြောင်းရွှေ့လာတဲ့မုံရတပိတ်ကောင်းဆောင်ကိုဝေမိုးနိုင်ကိုအိုးဘိုထောင်ကအချင်းဦးစီးရာရှိဝန်ထမ်းတယောက်ကရွေချက်ရှိရှိတန်တုံးနဲ့ရိုက်နှက်ခဲ့တယ်လို့သိရပါတယ်တွေးထွက်လွန်ပြီးသတိမေ့မျောသွားရမှာတော့ထောင်စည်းရုံကိုပို့ပေးတာမရှိပဲချစ်ချင်းခက်ကတိုက်ပိတ်ပြီးထောင်ဝင်စာပို့ခွင့်တွေပါပိတ်ပင်ထားကြောင်းကို
မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက် PPNM ကတည်ပြုပါတယ်။ ကိုယ်မိုးနိုင်ထောင်ဘူးဝအဝင်မှာကလေးကအချင်းဦးစီးရဲ့အရာရှိတူကနေမှာပေါ့နော်ဒီမင်းလားကွာမုံရွာတပိတ်ခေါင်းဆောင်ဝေမိုးနိုင်ဆိုတာမင်းတို့ငါတို့ကစောင့်နေတာဆိုရက်စကားရက်ကိုစသုံးပြီးမှကိုယ်မိုးနိုင်ကိုစတင်ရိုက်နှက်မှုဖြစ်ပါတယ်အဲ့ဒီမှာသူကင်ထားတဲ့ဟာကဒီတန်ပိုက်လုံးလိုမျိုးအဲ့ဒါနဲ့ရိုက်နေတဲ့အခါမှာဥကောင်းတွေရောဒီနောက်ကျောတွေရောပါဝင်တကယ်ကိုမိုးနိုင်မင့်မျောသွားတဲ့အချက်ကတော့ဒီနှစ်ဖူးကိုရိုက်လိုက်တဲ့အချိန်မှာနှစ်ဖူးကွဲသွားပြီးတွေးတွေအများကြီးထွက်တယ်ပေါ့နော်တွေးထွက်လွန်ပြီးမိမျောသွားတာပေါ့ဒီမိမျောသွားတဲ့အချိန်ဒီမှာလည်းတကယ်ဆိုရင်ဒါဟာရေးပေါ်ထောင်ဆေးရုံကိုတော့လည်းကောင်းပြင်မဆေးရုံကိုတော့ကောင်းပို့ရမှာဖြစ်ပေမဲ့မပို့ခဲ့ဘူးပေါ့နော်မိနစ်ပိုင်းကြာမှာတော့ကိုမိုးနိုင်ပြန်ပြီးတတိပြန်လဲလာတယ်လဲလာတဲ့အခါမှာတော့သူ့ကိုဒီခြေချင်းနဲ့ပဲတီးခြားတိုက်မှာပို့ပြီးမှထောင်ဝင်စာပါဆယ်ရောမိသားစုနဲ့တွေ့ဆုံခွင့်ရောဖြတ်ပြီးမှတော့တိုက်ပိတ်လိုက်တယ်ပေါ့နော်အခုချိန်ထိလည်းသူတီးခြားတိုက်မှာပဲတန်ခြေချင်းနဲ့ဒီတိုက်ပိတ်ခံထားရဆဲဖြစ်ပါတယ် ပြီးခဲ့တဲ့ဇွန်လ12ရက်မှာမုံရွာအချင်းထောင်ကနေနိုင်ငံရေးကျင်းသားတွေပါဝင်အကျဉ်းသား200ဝန်းကျင်ကိုအိုးဘိုထောင်ကိုထောင်ပြောင်းရွှေ့ခဲ့ရမှာတော့ကိုဝေမိုးနိုင်လည်းပါဝင်ခဲ့တာဖြစ်ပါတယ်။ကိုဝေမိုးနိုင်ရဲ့သတင်းကိစ္စတွေနဲ့ပတ်သက်လို့စိုးရိမ်နေကြောင်းကိုရင်းနှီးတဲ့တော်လှန်ရေးမိတ်ဆွေတယောက်ကပြောပါတယ်။ ဒီဒပိတ်မှာကလေးကအားလုံးမျှော်မှန်းထားသလိုမျိုးပေါ့နော်အနာဂတ်အတွက်ဒီတိုင်းပြည်အတွက်ခေါင်းဆောင်ကောင်းတယောက်ဥဆောင်ဥရွယ်ပြုနိုင်တဲ့တယောက်လူငယ်တွေအတွက်ရှေ့ဆောင်ရှေ့ရွယ်ဥဆောင်နိုင်တဲ့သူတယောက်ဆိုတာကျွန်တော်တို့ကအားလုံးကသတ်မှတ်ထားတဲ့အတွက်သူကကျွန်တော်တို့အများကြီးလိုအပ်တယ်ပေါ့နော်အဲ့တော့သူ့ကိုတစ်ခုခုတစ်စုံတရာလုံးဝမှဖြစ်ခံလို့မရဘူးဆိုတာပေါ့နော်သူ့မိပေါ့နော်ဒီကသူ့မိကဒီစာရွက်စာတမ်းအပြည့်စုံနဲ့ထောင်ဝင်စာတွေ့ဖို့တွေ့ခွင့်ရဖို့ကြိုးစားတာကိုတော့မှတွေ့ခွင့်မရဘူးအဲ့ပစ္စည်းတွေပဲထားခဲ့ဆိုပြီးတော့ပြောတယ်လို့တင်ကြားရတယ်ပေါ့နော်ကိုဝေမိုးနိုင်ဟာနွေဦးတော်လှန်ရေးစတင်တဲ့2021ခုနှစ်ကတည်းကမုံရွာတပိတ်ကိုဆိုင်ကယ်နဲ့ဦးဆောင်ပြသခဲ့တာဖြစ်ပြီးစစ်ကောင်စီကဆိုင်ကယ်တပိတ်တန်းကိုကားနဲ့တိုက်ကဖမ်းဆီးခဲ့တာဖြစ်ပါတယ်အဲဒီနောက်မှာတော့9-5 ကကြီးတဘာဝဘေးရန်ဆိုင်ရာစီမံခန့်ခွဲမှုပုံမှန်25စတာတွေနဲ့ဆွဲချက်တင်ခံခဲ့ရကလက်ရှိမှာတော့ထောင်ဒဏ်14နှစ်ချမှတ်ခံရတာပဲဖြစ်ပါတယ်။လက်ရှိနိုင်ငံတော်ဝန်အကျဉ်းထောင်တွေထဲမှာဥပဒေအကျဉ်းထောင်ထဲမှာဆိုရင်နိုင်ငံရေးကျဉ်းသားတွေတည်ဆုံမှုကအများဆုံးဖြစ်ပြီးမန္တလေးတိုင်းဝန်ကြီးဒေါက်တာစောမြင့်မောင်၊ရက်စစ်ဝန်ကြီးဦးဝင်းခိုင်နဲ့မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးတို့အပါအဝင်2025ခုနှစ်ပထမ6လအတွင်းမှာပဲထောင်တွင်းတည်ဆုံခဲ့ရတဲ့နိုင်ငံရေးကျဉ်းသားတွေဟာ56ယောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။တစ်ဖက်မှာတော့မကွေးတိုင်းကံကောမြို့နယ်ကမြောက်ခင်ရန်ပြူစောတိကျေးရွာကိုတော်လိုင်းတပ်တွေကလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သားနဲ့ပြူစောတိတွေတော်တော်များများထိခိုက်ဒေဆုံးမှုရှိထားတယ်လို့အညာ Heroes အဖွဲ့ကပြောပါတယ်။ဖြစ်စဉ်ကတော့ဇွန်လ29ရက်နေ့ကပဲကံကောမြို့နယ်မြောက်ခင်ရန်ပြူစောတိကျေးရွာကိုအညာ Heroes အဖွဲ့ကဖျက်အားပြင်းလက်နက်ကြီးကြီးတွေအသုံးပြုပြီးဒရဇက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းလက်နက်ကြီးကြီးတွေဟာမြောက်ခင်ရန်ပြူစောတိကျေးရွာတွေကစစ်ကောင်စီတပ်သားတွေနဲ့ပြူစောတိတွေစုဝေးနေတဲ့နေရာတွေကိုထိမှန်ပေါက်ကွဲခဲ့ပြီးစစ်ကောင်စီတပ်သားနဲ့ပြူစောတိ10ဦးထက်မနည်းထိခိုက်ဒေဆုံးမှုတွေရှိထားတဲ့အကြောင်းကိုပါသိထားရတယ်လို့လည်းအညာ Heroes အဖွဲ့ကပြောထားပါတယ်ခင်ဗျာပဲခူးတိုင်းရွှေကျင်မြို့နယ်ခမရ998တရင်မှာဘန်ကာနဲ့ဂရုတ်ကျင်းတွေပြန်လည်တိစောက်နေတယ်။အကြမ်းဖက်စစ်သားတွေကိုလက်နက်ကြီးစနိုက်ပါတွေနဲ့ပစ်ခတ်တိုက်ခိုက်ရမှာစစ်တပ်ဘက်က4ဦးဟာသေသွားတယ်လို့ပဲခူးခရိုင်ပကပတာဝန်ခံကိုဖြိုးမောင်ကိုကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်။ပြီးခဲ့တဲ့ဇွန်လ29ရက်နေ့ကရွှေကျင်မြို့နယ်ခမရ998တရင်မှာဘန်ကာနဲ့ဂရုတ်ကျင်းတွေကိုပြန်လည်တိစောက်နေတယ်။ကျန်းဖက်စစ်ကောင်စီတပ်သားတွေကိုလက်နက်ကြီးတွေနဲ့ KNU KNL တပ်မှတော့ရင်းခွန်နဲ့ပူပေါင်းတပ်တွေဖြစ်တဲ့ပဲခူးခရိုင်ပကဖဗျူဟာ36ဒေါနာတရင်တို့ကပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းပဲခူးခရိုင်ပကဖတာဝန်ခံကိုဖြိုးမောင်ကိုကပြောပါရယ်အဲဒီလိုပြစ်ခတ်တိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်တပ်ဘက်ကစစ်သား4ဦးဟာသေသွားကထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိနေတယ်လို့လည်းသိရပါတယ်ရှင်ပဲခူးတိုင်းမှာတော်လိုင်းပူပေါင်းတပ်တွေကနေမြေစိုးမိုးမှုတွေတဖြည်းဖြည်းတိုးမြင့်လာတဲ့အချိန်အကြမ်းဖက်စစ်ကောင်စီတပ်ကပေါက်ခေါင်းအုပ်တွင်းလမ်းမိုင်းနဲ့ကြေးရွာချင်းဆက်လမ်းမိုင်းတွေကိုတော်လိုင်းတပ်တွေမလာနိုင်အောင်ဆိုပြီးမြေတူးဇက်တွေနဲ့လိုက်လံဖျက်ဆီးနေတယ်လို့ဒေတာတွင်းသတင်းရင်းမြစ်ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။ဒါကတော့ဇွန်လ30ရက်နေ့နဲ့ဇူလိုင်လ1ရက်နေ့ဖြစ်တဲ့မနေ့ကပါပဲခူးတိုင်းပေါက်ခေါင်းမြို့နယ်ကနီပါစီကြေးရွာနဲ့တောင်လေကြေးရွာအကြားမှာရှိတဲ့ဂွေပင်ကုန်းနေရာနဲ့ပေါက်ခေါင်းအုပ်တွင်းလမ်းမိုင်းကစံကုန်းကျေးရွာနဲ့ဂျိုကုန်းကျေးရွာချင်းဆက်လမ်းမိုင်းတွေကိုအကြမ်းဖက်စစ်ကောင်စီတပ်ကမြေတူးဇက်တွေနဲ့လိုက်လံဖျက်ဆီးထားတယ်ဆိုပါတယ်။အဓိကကတော့လက်ရှိပဲခူးတိုင်းမှာတော်လိုင်းပူပေါင်းတပ်တွေကနေမြေစိုးမိုးမှုတွေတဖြည်းဖြည်းတိုးမြင့်လာတဲ့အချိန်စစ်ကောင်စီတပ်ကတော်လိုင်းတပ်တွေသူတို့စီမလာနိုင်အောင်ဆိုပြီး
ပြည်သူတွေအသုံးပြုနေတဲ့ကြေးရွာချင်းဆက်လမ်းပိုင်းတွေကိုလိုက်လံဖျက်ဆီးနေတာဖြစ်တယ်လို့အဲ့လိုစစ်ကောင်စီတပ်ရဲ့ကြောက်လန့်နေတဲ့လုပ်ရက်တွေကြောင့်ဒေသခံပြည်သူတွေလည်းတွာလာရေးတွေမှာအခက်အခဲဖြစ်နေရတယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာအကျဉ်းထောင်တွင်းမှာရှိတဲ့အကျဉ်းသားတွေကိုကျွေးတဲ့ထမင်းတွေမှာခဲစိတ်တက်စေတဲ့ခဲမုတ်တွေနဲ့မတန့်ရှင်းတဲ့ထုတ်ရည်တွေပါဝင်နေတယ်လို့အကျဉ်းချခံပူးတဲ့နိုင်ငံအကျဉ်းသားဟောင်းတွေနဲ့နိုင်ငံအကျဉ်းသားအရေးတက်ကြွလှုပ်ရှားသူတွေကပြောပါတယ်။ကေခိုင်သတင်းပေးပို့ထားပါတယ်ရှင်။စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီရဲ့အကျဉ်းထောင်တိုင်းလိုမှာအကျဉ်းသားတွေဟာထောင်အာဏာပိုင်တွေရဲ့ညှဉ်းပန်းနှိပ်စက်မှုတွေလူအခွင့်ရဲ့ချိုးဖောက်မှုတွေကိုနေ့တိုင်းကြုံတွေ့ခံစားနေကြရပါတယ်။မန္တလေးတိုင်းဒေသကြီးအိုးဘိုအကျဉ်းထောင်မှာဆိုရင်လေအကျဉ်းသားတွေကျွေးတဲ့အစားအသောက်တွေဟာအာဟာရမပြည့်ဝတဲ့အပြင်ခေးစိတ်တက်စေတဲ့ခေမှုတွေကိုထစ်ကျွေးနေတယ်လို့အိုးဘိုအကျဉ်းထောင်မှာအကျဉ်းချခံခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသားဟောင်းတွေကပြောပါတယ်။မတ်ဝနာမည်တွေကတော့2021ခုနှစ်စစ်တပ်အာဏာသိမ်းမှုကိုစန့်ကျင်ဆန္ဒပြခဲ့တဲ့အတွက်စစ်တပ်ကဖမ်းဆီးခံခဲ့ရပြီးအိုးဘိုထောင်မှာ3နှစ်လောက်အကျဉ်းချခံခဲ့ရသူပါအသက်20ဝန်းကျင်ပဲရှိသေးတဲ့သူဟာအာဏာပိုင်တွေရဲ့နှိပ်စက်တာတွေအပါအဝင်ထောင်တွင်ကျန်းမာရေးစောင့်ရှောက်မှုမလုံလောက်တဲ့အတွက်အာယုံကြောယောဂကိုအပြင်းထန်ရရှိခဲ့သူတယောက်လည်းဖြစ်ပါတယ်အိုးဘိုထောင်တွင်မှာအကျဉ်းသားတွေကိုအာဟာရမပြေဝတဲ့အစာအသောက်တွေကိုကျွေးတဲ့အပြင်ခေးစိတ်ပါတဲ့ထမင်းတွေကျွေးတာကြောင့်စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေကြုံတွေ့ခံစားခဲ့ရတာနဲ့ပတ်သက်လို့မဝေါ်ကသူ့အတွေ့အကြုံကို DBB ကိုပြောပြပါရယ်ကျွန်တော်တို့ဒီခဲစိတ်ထဲတာကိုဘာလို့တေချာပေါက်တည်လဲဆိုတော့ဒီကျွန်တော်တို့ခန်းထဲမှာကြတော့ဒီနိုင်ကျင်းအားသားအကုန်ရောထားတာပေါ့နော်စပူဆောင်မှာတာဝန်ကျတဲ့လူတွေကငါတို့အဲ့လိုမျိုးအမှုံနေပေါ့နော်ခါကြရင်အခဲတွေလာပြီးအဲ့အခဲတွေကိုထောင်းရတယ်ပေါ့နော်ဆိုတော့အဲ့အမှုံတွေကိုဒီနေ့ block chain စားထည့်မယ်ဆိုတာသူတို့ဒီစပူဆောင်ကတာဝန်ကျတဲ့လူတွေကိုပေးပြီးသားအဲ့လိုမျိုးပေးထားတယ်လို့ပြောဘူးတာရှိတယ်ပေါ့ပြီးတော့ခါကြတော့ကျွန်တော်တို့မှလည်းတကယ်အဲ့လက္ခဏာတွေခံစားရတယ်ပေါ့နော်ကျွန်တော်တို့အဲ့သတင်းကြားတဲ့အတွက်ထောင်ပိုင်းလာတဲ့ချိန်မှာတင်ပြစရာရှိလို့ဆိုပြီးတော့လက်ထောင်ပြီးတော့ပြောတဲ့ချိန်မှာကျတော့သူတို့ကဝန်ခံတဲ့ပုံစံမျိုးပြောတယ်ဘယ်လိုပြောလဲဆိုတော့ဒီခဲစိတ်တွေထည့်ရတာဒီလိန်စိတ်နိုးကြွမှာကြောက်လို့ပေါ့လိန်စိတ်နိုးကြလို့ရှိရင်မလိုလားအပ်တဲ့ပြဿနာတွေဖြစ်မှာကြောက်လို့ဆိုရင်အကြောင်းပြချက်ပေးတယ်အဲ့ဒါထောင်ပိုင်းပါဇက်ကပြောတဲ့စကားပေါ့နော်ထောင်ကကျွေးတဲ့အစာအသောက်ကိုစားပြီးနောက်ပိုင်းခန္ဓာကိုယ်ကြီးကလေးလံထိုင်းမှပြီးတော့မတော်ကျင်မလုံးချင်လောက်အောင်နှုံးချိနေတဲ့အပြင်အလွန်အမင်းခေါင်းကိုက်ဝေဒနာကိုပါခံစားခဲ့ရတယ်လို့ဆိုပါတယ်။ဒါအပြင်အိုးဘိုထောင်ရဲ့ထောက်ဘူးဟောရှိကမြောင်လေးမှာငတဲ့တွေကိုမွေးမြုံထားပြီးတော့အဲ့ဒီငါးတွေကိုပဲအကျဉ်းသားတွေကိုချက်ကျွေးတယ်လို့ဆိုပါတယ်။ထောင်ဘေးနာတဝိုက်မှာဝက်ချံတွေကြက်ချံတွေကိုမွေးမြုံထားတာကြောင့်အဲ့ဒီကထွက်တဲ့အညစ်အကြေးကထောင်ဘူးဟောရှိကမြောင်ကိုပဲရောက်ရှိတယ်လို့ဆိုပါတယ်။အလားတူပဲကရင်ပြည်နယ်ဗအံမြို့တောင်ကလေးအကျဉ်းထောင်မှာလည်းအစာအသောက်တွေထဲမှာဖန်ကွေးစားတဲ့ကြောက်စစ်ခဲတွေပါတဲ့အပြင်ထုံကြောက်ပါတဲ့ရေတွေကိုသုံးရတဲ့အတွက်အကျဉ်းသားအများစုဟာစီကြောက်တည်ပြီးတော့ဖော်ရောက်တာတွေဖြစ်နေတယ်လို့ထောင်တွင်သတင်းရင်းမြစ်ကပြောပါတယ်အခုလိုခေးစိတ်ပါတဲ့အစာအသောက်တွေကိုကျွေးတာဟာထောင်တိုင်းလိုလိုမှဖြစ်နေတာဖြစ်ပြီးဒါဟာအကျဉ်းသားတွေကိုတစ်ဖက်လေးနဲ့ညှဉ်းပန်းနှိပ်စက်နေတာပါလို့မြမအကျဉ်းထောင်သက်တဲ့ MPW ရဲ့ဒုတိယပြန်ကြားရေးတာဝန်ခံမဆူငင်ကပြောပါတယ်ထမင်းထဲမှာသူတို့ကခဲစိတ်တက်စေတဲ့ခဲမုတ်ကိုထည့်ကြွေးတာဒီဟာကထောင်တိုင်းလူလိုမှာဖြစ်နေတာအိုးဘိုထောင်တစ်ခုတည်းမဟုတ်ဘူးထောင်တိုင်းလူလိုမှာဒီခဲစိတ်တက်စေတဲ့ခဲမုတ်ကိုထမင်းထဲမှာထည့်ကြွေးတာခဲမုတ်ပါတဲ့ထမင်းကိုစားခြင်းအပြင်လူကအလဲကနေလက်ကထိုင်းမိုင်းပြီးတော့အိတ်ချင်တယ်နောက်ပြီးခန္ဓာကိုယ်ဖောရောင်တယ်နောက်ပြီးရင်လမ်းမလျှောက်ရှင်တော့အောင်ကိုခြေထောက်တရာချိပြီးတော့ညောင်းညာထိုင်းမိုင်းတယ်ဒါကဒီလိုမျိုးစုံနှမ်းတွေးရှိရတယ်ထောင်တိုင်းလူလိုမှာပေါ့နော်ထောင်ဒီမှာသူတို့ကျွေးတဲ့အစားအသောက်တွေကလုံးဝလက်ဆက်မှုမရှိဘူးတန်ရှင်းမှုမရှိဘူးပြီးတော့အစားအသောက်တွေကအာဟာရပြည့်ဝမှုလုံးဝမရှိတဲ့ဒီအစားအသောက်တွေကိုကျွေးနေတာကဒီအကျဉ်းသူအကျဉ်းသားနိုင်ငံရေးအကျဉ်းသူအကျဉ်းသားတွေကိုဒါကတစ်ဖက်လက်နဲ့ညှဉ်းပန်းနှိပ်စက်နေရလို့မြင်ပါတယ်ရှင်အခုလိုခေးစိတ်ပါတဲ့အစာအသောက်တွေကိုစားခြင်းအပြင်ဥနာအာယုံကြောနဲ့ဆိုင်တဲ့ပြဿနာတွေဖြစ်တတ်တဲ့အပြင်အသက်သေဆုံးနိုင်တဲ့အထိဖြစ်လာနိုင်တယ်လို့ CDM ဆရာဝန်တဦးဖြစ်တဲ့ဒေါက်တာဝေဖြိုးကရှင်းပြပါတယ်ခဲတဲ့ပါဝင်လုံးများတဲ့အစားအစာတွေစားမိရင်အုံနောက်အာယုံကြောနဲ့ဆိုင်တဲ့ပြဿနာတွေဖြစ်တတ်တယ်ပေါ့နော်။မှတ်ဉာဏ်ထိခိုက်တာလို့နော်။ဉာဏ်ရည်ဉာဏ်တွေးထိခိုက်တာလို့အာယုံမစူးစိုက်နိုင်တာလို့ပြီးနောက်တစ်ခုကစိတ်တူဆွဲတာလို့စိတ်ဆက်တာလို့စသဖြင့်ပေါ့နော်ဒေါသဖြစ်တာအဲ့လိုပုံစံမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့နော်အမျိုးသမီးတွေမှာဆိုလို့ရှိရင်ကိုယ်ဝင်ပြတ်ကြတာလို့လေကလေးအသေးတွေမွေးတတ်တာလို့ရက်မစိလားမရှိပဲမွေးတာလို့စသဖြင့်အဲ့တိုင်းမျိုးတွေဖြစ်တတ်တယ်ပေါ့နော်သူကြီးအားနေတာတွေလည်းဖြစ်နိုင်တယ်ခေါင်းတွေပါလေအလုံးမင်းကြိုက်တာဖြစ်နိုင်တယ်ပေါ့နော်ဒီစက်သားတွေညောင်းညာကြိုက်ခဲနေပြီးတော့မလှုပ်ချင်မတိုင်းဖြစ်တာနှုံးချိနေတာပေါ့နော်စသဖြင့်လက္ခဏာတွေရှိနိုင်ပါတယ်ဗျ
ရေရှည်စားသုံးမှဆိုရင်တော့အသက်သေဆုံးနိုင်ခြေအထိလည်းဖြစ်နိုင်ခြေရှိပါတယ် မန္တလေးအိုးဘိုထောင်တွင်စေဝါဆောက်ရှောက်မှုလုံလောက်စွာမရရှိတာပြင်ပစင်ရုံတွေကိုစေကူတောက်ခွင့်မရရှိတာတွေကြောင့်အခုနှစ်6လတာအတွင်းမှာနိုင်ငံရေးအကျဉ်းသား56ယောက်အထိတည်ဆုံခဲ့ရတယ်လို့မြန်မာအကျဉ်းထောင်တပ်တွေကဇွန်လ29ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။စစ်ကောင်စီလုံးမဲ့ရွေးကောက်ပွဲကိုကုလသမဂ္ဂအနေနဲ့အသိမှတ်ပြုလက်ခံမှာမဟုတ်ဘူးလို့မြန်မာနိုင်ငံလူ့ခွင့်ရေးဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်တွမ်အန်ဒရူးကပြီးခဲ့တဲ့ဇွန်25ရက်ကပြုလုပ်ခဲ့တဲ့ကုလသမဂ္ဂလူ့ခွင့်ရေးကောင်စီရဲ့59ကြိမ်မြောက်အစည်းအဝေးမှာပြောဆိုခဲ့ပါတယ်။2025နှစ်ကုန်ပိုင်းမှာစစ်ကောင်စီကျင်းပဖို့စီစဉ်ထားတဲ့ရွေးကောက်ပွဲဟာအလိမ်ညာဟန်ဆောင်မှုသားဖြစ်ပြီးအာဏာရှင်စနစ်ကိုတရားဝင်ဖြစ်လာဖို့လှုံ့ဆော်နေတဲ့ဂျိုးပန်ချန်လို့ထောက်ပြပြောဆိုထားပါတယ်။ Let me note, as I have in the past, that the junta needs 3 things. အရင်ကျွန်တော်ပြောခဲ့သလိုပဲစစ်ကောင်စီဟာရပ်တည်နိုင်ဖို့အတွက်အဓိကအချက်3ချက်လိုအပ်နေတယ်ဆိုတာထပ်ပြီးပြောကြားလိုပါတယ်။အဲ့ဒါတွေကတော့ငွေကြေးလက်နက်နဲ့တရားဝင်မှုတို့ပဲဖြစ်ပါတယ်။ကျွန်တော်တို့ဟာမြန်မာပြည်သူတွေကိုကူညီထောက်ပံ့ဖို့အတွက်စစ်ကောင်စီကိုဒီ3မျိုးလုံးမရရှိအောင်ဖျက်တောက်ခြင်းအပြင်ပိုပြီးလှုံ့ဆော်ကြရပါမယ်။ဒီနှစ်မှာတော့စစ်ကောင်စီကကျင်းပဖို့စီစဉ်နေတဲ့အမိခံရွေးကောက်ပွဲကိုအတိအမှတ်မပြုခြင်းအပြင်အဲ့ဒီလိုလှုံ့ဆော်ဖို့အခွင့်အလမ်းနဲ့တာဝန်ကျွန်တော်တို့မှာရှိနေပါတယ်။အဲ့ဒီရွေးကောက်ပွဲဆိုတဲ့စကားလုံးကိုကျွန်တော်ကတော့တန်တရားဖြစ်ပွဲသဘောနဲ့သုံးနှုန်းလိုပါတယ်။ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ဒီလောက်ရက်ကိုသူ့ရဲ့အမှန်တရားအတိုင်းဟန်ပြဇလန်တက်တက်နဲ့လိမ်လည်မှုတစ်ခုအဖြစ်ရှုံချပြောဆိုသင့်ပါတယ်စစ်ကောင်စီဟာလက်ရှိမှာရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေပြီး2025နှစ်ကုန်ပိုင်းမှာရွေးကောက်ပွဲကျင်းပမယ်လို့ကြွေးကြော်ထားပါတယ်။စစ်ကောင်စီကိုကြောတောက်နောက်ခံကူညီပြုနေတဲ့နိုင်ငံတွေဖြစ်ကြတဲ့တရုတ်နဲ့ရုရှားအပါအဝင်အိန္ဒိယနိုင်ငံတွေနဲ့တန်တမန်ခင်းကျင်းရထိတွေ့ဆက်ဆံတာစစ်ကောင်စီအတွက်အလုပ်လုပ်ပေးနေတဲ့ငြိမ်းချမ်းရေးပွဲစားတွေစစ်ကောင်စီလက်အောက်မှာရွေးကောက်ပွဲဝင်ပြိုင်ကြမဲ့နိုင်ငံရေးပါတီတွေနဲ့နိုင်ငံရေးသမားတွေအနေနဲ့စစ်ကောင်စီရွေးကောက်ပွဲဖြစ်မြောက်လာဖို့ကူညီပံ့ပိုးမှုတွေပြုလုပ်နေပြီးနိုင်ငံတကာရဲ့အသိမှတ်ပြုတရားဝင်မှုရရှိရေးကြိုးပမ်းနေကြပါတယ်။ဒါပေမဲ့အာဆီယံနဲ့ကုလသမဂ္ဂကတော့လက်ရှိအခင်းကျင်းမှာစစ်ကောင်စီရွေးကောက်ပွဲကျင်းပမှာကိုလက်မခံသလိုဒီရွေးကောက်ပွဲဟာပုံမှုရှုပ်ထွေးစေမဲ့မြမအခင်းကျင်းကိုသာဦးတည်နေတယ်လို့လည်းဆိုပါတယ်။နိုင်ငံတော်ဝင်ကိုပေးပို့နိုင်မှုလက်ခံတာနဲ့အားလုံးပါဝင်လက်ခံတဲ့စကားဝိုင်းဆွေးနွေးပွဲတွေကနေသာနိုင်ငံရေးထွက်ပေါက်ရှာတဲ့နယ်လို့ထောက်ပြနေကြပါတယ်။ကျန်းဖို့ကဘူးလက်လှဆွေကိုစစ်တပ်ထောက်ခံသူပိုင်ရဲကိုကစော်ထားတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ကျွန်တော်တို့တူရီရှင်လောက်ရမယ်နော်တိုင်းကြီးမှာတက်လာတဲ့ပါတီတွေကစလာပါပြီဆိုတော့တက်မလို့နဲ့သွေးခွဲပြီးတော့တက်မလို့ကိုတိုက်ခိုက်ပြီးတော့မှခင်ဗျားတို့နေရာတွေဘာလို့လိုချင်တာလဲဒီပြီးခဲ့တဲ့ရေဘေးတုံးကဥပုဒ်လက်ဆွေပေါ့သူကျန်းခိုင်ပါတီဖြစ်မယ်နော်ဥပုဒ်လက်ဆွေကရေဘေးတုံးကအိမ်ခရိုင်ဆိုင်ရွက်စာတန်းတွေပြတ်ကောက်ရတယ်ပြတ်ကောက်ရတဲ့အခါကျတော့ကျော်စိုးဦးတို့ကျော်မျိုးမင်းတို့ဆိုပေးမှာမဟုတ်ဘူးသူရဲ့နေနေစီယုံရင်မှုလားသူပြောတဲ့ဥစ္စာပါနော်သူကနေသူမလို့ပေးတာဆိုပြီးတော့ပြောတယ်အဲ့ချိန်မှာအဲ့ဒီဦးဘူးလက်လှဆိုကိုကျွန်တော်ဘဝမှာအမုန်းဆုံးလူသားတဲ့ကျွန်တော်သူ့ကိုမျက်နှာကိုကြည့်လို့မရအောင်မုန်းတာသူကြက်ခိုင်ရေးပါတီကသူ့ကိုကျွန်တော်ကြည့်လို့မရအောင်တော်တော်မုန်းတာဘာကြောင့်မုန်းတယ်လဲဆိုလို့ချင်းဒီလူကြီးကလူကြီးဖြစ်သွားလို့ရှိရင်ဒီလူကြီးကနိုင်ငံမှာလူကြီးဖြစ်သွားလို့ရှိရင်တော့သူပြောချင်တာတွေပြောတယ်ပြီးလို့ကျွန်တော်ချင်းသူပြောတဲ့သူတွေကသူ့ရဲ့နေမာတဲ့သူတွေကိုနှိမ်ချပြောဆိုဆက်ဆံပြီးတော့သူနဲ့ပတ်သက်တဲ့လူတွေကိုသာသူကောင်းမွန်ဆက်ဆံနေဆိုတဲ့အတွေ့အကြုံကျွန်တော်ကောင်းတဲ့ကိုရောက်သွားကျွန်တော်ဒီပါတီနိုင်ငံရေးတွေကိုကျွန်တော်စိတ်ဝင်လာခဲ့ဘူးအဲ့ဒါကဘူးလက်လှဆွေမှမဟုတ်ဘူးเนาะကျွန်တော်တိုင်းပြည်မှာဒီစစ်ဘောင်းမီချွတ်ထားတဲ့ကောင်တွေမှန်တယ်များကတူတို့ကိုတူတို့အုပ်ချုပ်တူလူဒန်းစားလို့ပဲတတ်မှတ်ထားတာเนาะသူတို့ပြောတာမှအမှန်တူတို့လောက်တာမှအကောင်းတူတို့ပြောတာကိုနားထောင်ရမယ်နိုင်ငံတော်ဆိုတာသူတို့ကိုစားပြုတာအဲ့လိုမျိုးစောက်တလွဲအတွေးခေါ်တွေနဲ့ရက်တည်နေကြကောင်ကြီးပဲအဲ့တော့ဘူးလက်လှဆွေမှမဟုတ်ဘူးအဲ့ဒီစစ်ဖို့ချုပ်နော်ဘဝကနေဘောင်းမီချွတ်လာတဲ့ကောင်အများစုကအဲ့ဒီအတွေးခေါ်ကိုတွေးပြီးတော့တွေးနေလို့ပဲဒီနေ့တိုင်းပြည်ကသူတို့ကမောက်ကမတွေဖြစ်တာရှင်းရှင်းလေးပဲပြည်သူဆိုတဲ့အရာကိုဥထိတ်ပန်ဆင်ရမယ်ပြည်သူစံနှံကိုအလေးထားရမယ်ပြည်သူကိုတန်ဖိုးထားရမယ်ဆိုတဲ့အတွေးခေါ်အဲ့ကောင်တွေအုံနောက်ထဲမှာမရှိဘူးအဲ့ဒီအတွက်တိုင်းပြည်ဟာဒီအခြေအနေလက်နက်ကင်တဲ့အနေအထားတွေဖြစ်လာတာပဲအဲ့တော့သူတို့ကလူလိုအတိတရားရှိမှဆိုတိုင်းပြည်ကဒီအခြေအနေဖြစ်လာတယ်အကြောင်းကိုမရှိဘူးအဲ့တော့ NLD ပါတီပေါ်တယ်ဆိုတာက NLD ပြည်သူထောက်ခံနေတာ NLD ကောင်းဝမ်းကြီးလို့မဟုတ်ဘူးကျွန်တော်လည်း NLD ကိုထောက်ခံခဲ့တယ်ဒါပေမဲ့ကြိုက်လားမေးထိအပြည့်အဝမကြိုက်ဘူး
ကျွန်တော်လိုမျိုးလူတွေအများကြီးရှိတယ်ဒါပေမဲ့ NLD ကိုကျွန်တော်တို့မကြိုက်လို့ရွေးချယ်เสียထပ်မရှိဘူးလေဘာဖြစ်လို့လဲအဲ့ဒီစစ်ဘိုလ်ချုပ်တွေစုစည်းထားတဲ့ကြမ်းဖို့ကကြမ်းဖို့ကိုမှယုံကြည်လို့မရတာကြမ်းဖို့ကိုမှအားကိုးလို့မရတာရွေးကောက်ပွဲနီးလာမှအီးနဲ့ပဲအမီးနဲ့ပြေးတဲ့ခွေးတွေလိုပဲတန်းစီထွက်လာတယ်ဘူးလက်တို့ခင်ရီလို့အခုကြည့်အကုန်လုံးနော်ကြည့်ရွေးကောက်ပွဲဆိုတဲ့အရာဟာသူတို့အတွက်ဟန်ပြလို့ပဲတဘောထားတာတကယ်တော့ရွေးကောက်ပွဲရဲ့အနှစ်သာရတီပြည်သူတွေကလက်ခံတဲ့သူကအုပ်ချုပ်ခွင့်ရမယ်အရာဒါရှင်းရှင်းလေးပဲဒါပေမဲ့အဲ့ဒီစစ်ဘိုလ်ချုပ်တွေကြည့်လိုက်2020ရွေးကောက်ပွဲမတိုင်ခင်ကကြက်ဖို့ခေါင်းဆောင်တွေကခင်ရီနန်းသူဘာပြောခဲ့တယ်မနိုင်အောင်လုပ်မှာတဲ့မနိုင်တဲ့နည်းနဲ့လုပ်မှာတဲ့ဒါပေမဲ့သူတို့ကိုပြည်သူရွေးချယ်တာမရွေးချယ်ဘူးအဲ့ဒါလို့စောက်ကြည့်နေကြမရွေးချယ်တာဒါပေမဲ့သူတို့ကငါတို့ဓာရီမှားနေတယ်ပြင်ရမလားဆိုတဲ့အတွေးကိုမတွေးဘူးငါတို့အုပ်ချုပ်တာပဲခံရမယ်ဆိုတဲ့အတွေးမျိုးကိုတွေးတာအဲ့ထဲမှာဘူးလက်တွေမဟုတ်အကုန်လုံးပါတယ်ငញ្ញရေးဖိုရမ်မှာပြောသားတယ်ဒေါက်တာဒေါ်ညိုညိုအသိနော်စစ်မှုထမ်းဥပဒေကိုမဲရွေးကောက်ပွဲကာလမှာခိတ္တဆိုင်ငံ့ပေးထားဖို့တဲ့ဆိုတော့လက်ရှိတက်မတော်ကိုထောက်ခံတာဘာကြောင့်တက်မတော်ထောက်ခံလဲဆိုတော့ကျွန်တော်ကဒီလာရှိုးပဲလောက်ကင်နေဘက်ကနေပြီးတော့စပြီးတော့တက်မတော်သားတွေစပြီးကြတယ်တေရတယ်ဒါရနေပြီးတော့စပြီးတော့ကျွန်တော်တက်မတော်သားတွေဘက်မှာကျွန်တော်ကကြည့်ပြီးတော့ရင်ထဲမကောင်းပြီးတော့စိတ်ရင်ထဲမကောင်းဖြစ်ပြီးတော့ကျွန်တော်တက်မတော်ဘက်ကနေပြီးတော့မှရက်တည်ပြီးတော့ပြောပြီးညောင်ဒီကခါမှသေးတယ်မပြောပါဘူးနော်တက်မတော်ဘက်ကရက်တည်ပေးလာတာဖြစ်လာပထမတက်မတော်ဘက်လည်းမရက်တည်ဘူးအဲ့လိုဒီအစိုးရ LRD ဘက်တွေလည်းကျွန်တော်မရက်တည်ဘူးဘယ်ဘက်မှကျွန်တော်မရက်တည်ဘူးကျွန်မကြောင့် AC ဘက်နဲ့ကိုလို့ကိုလို့ဒါပေမဲ့အဲ့ဒီအချိန်ရစပြီးကျွန်တော်တက်မတော်ဘက်ကရဲရဲဝုံဝုံပြပြသားသားရက်တည်လာဒါပေမဲ့ဒေါက်တာဒေါ်ညိုညိုသေးပေါ့ LRD လက်ထက်ကတော်တော်ကိုယ်စားလှယ်ထင်းနေနော်သူပြောသွားတဲ့ကိစ္စကဒီမဲရွေးကောက်ပွဲလုပ်ဖို့တော့ကိုစစ်မှုထမ်းဥပဒေခဏဒါယာယီရက်ဆိုင်ပေးထားရမယ်ဆိုတော့အဲ့တော့ခင်ဗျားတို့တီးဖို့နိုင်ငံရေးသမားဆိုတဲ့ခင်ဗျားတီးဖို့ကိုကျွန်တော်ပြောပြမယ်နော်လာဆိုတစ်ချောင်းလုံးဒီကြောင်ပဲတီးဖို့နောင်ချိုးနောက်ဆုံးမိုးကုတ်မရဘက်ကိုတိန်းတော့တာ6လမကြာဘူးတီးလားနော်တက်တော်သားတွေဘဝတွေပြတ်ကြတယ်သွေးမြေတွေကြာကြတယ်နော်ပြည်သူလူထုတွေသွေးမြေတွေကြာကြတယ်နော်ဟုတ်လို့လားဘဝတွေပြတ်ကြတယ်ကျော်ဆုံးပြောတော့အမြဲနိုင်တယ်ကျော်မျိုးမျိုးဆိုလည်းအမြဲနိုင်နေတယ်သူတို့စစ်တပ်ကနော်တောင်းတဲ့ခိုင်မာမှုရော့ပါလာတဲ့အချိန်မျိုးမှာတိုင်းပြည်ကိုကစင်ငရဲဖြစ်တယ်အခု6လအနာပေးရမယ်ဆိုတော့ခင်ဗျားတို့မဲရုပ်ကောက်ပွဲရွေးဖို့ဒီပြည်သူစစ်ဥပဒေကို6လအနာပေးရမယ်ဆိုတော့ရန်သူကိုခင်ဗျားတို့အာဝဲခိုင်းတာလားဒါမှမဟုတ်ရန်သူဘက်ကိုတက်ခင်ဗျားတို့လောက်ကြံပြီးပြောပေးတာလားတို့ဒီမို့တိုင်းပြည်ဖြတ်မဲ့လူတွေဘက်ကိုခင်ဗျားတို့အကာအကွယ်လောက်တာဒါကိုတော့ခင်ဗျားတို့စဉ်းစားတတ်ဖို့လိုလာပြီဒုက္ခအခုချိန်ထိမင်းတို့တွေကပုံပေါ်ဘာကောင်လဲကိုမသိသေးတာအကိုမိတဲ့ပါတီကတော့အမှန်တိုင်းပြောပြည်သုံးလုံးပါတီကိုကျွန်တော်မျက်လုံးထဲမှာသွားမြင်တယ်နိုင်ငံတော်တဲမဲ့ဥဆောင်မဲ့ဒီပါတီဆိုလို့ရှိရင်တော့တော်တော်ကောင်းပါပဲဆိုပြီးတော့ကျွန်တော်ဒါပြည်သုံးလုံးပါတီကိုဆက်လက်ပြီးတော့ကြည်စောင့်ကြည့်လာတာတော်တော်ကြားတယ်ဒေါက်တာတက်ခိုင်လှုပ်ရှားမှုတွေကြည့်ပြီးတော့မှသဘောတွေကြားပြီးကျွန်တော်မှဒါသူပါတီရဲ့လှုပ်ရှားမှုတွေကိုကျွန်တော်ဆက်လက်စောင့်ကြည့်တယ်ဒီဗီရက်လက်လက်နေတဲ့တက်ခိုင်ရဲ့လက်ွက်ကြီးကိုပန်းနေတာပဲเนาะကျွန်တော်လည်းတော့မှ fact ဖြစ်ထားတယ်เนาะအဲ့ဒီမှာပဲကျွန်တော်တွေးလိုက်ရတာကဒေါက်တာတက်ခိုင်ပါတီကလူငယ်ရေးရဆိုတဲ့တယောက်ကစစ်မှုထမ်းဥပဒေကိုပွင့်လင်းမြင်သာစွာဆောင်ရွက်မှုကအားနည်းနေတဲ့အတွက်တကြောင်တကားတာတရွာတပုတ်စမ်းဆိုလို့ဖြစ်နေတဲ့အတွက်အဲ့ဒါကြောင့်ပြည်သူစစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းခဲ့တဲ့အချိန်ကအချိန်ကောင်းဟုတ်မဟုတ်ဆိုတာနဲ့ပြည်သူစစ်မှုထမ်းဥပဒေတွေကြောင့်လူငယ်အများစုကမိသားစုနဲ့အတူနေထိုင်ခွင့်မရတော့ဘဲနဲ့ကိုရှင်တန်မွေးဖွားကြီးပြင်းခဲ့တဲ့ဇာတိမြို့ရွာတွေကိုစွန့်ခွာပြီးတော့ပြည်ရင်းပြည်ပကိုရွှေ့ပြောင်းနေထိုင်နေကြရပါတယ်အဲ့ဒါကြောင့်ကစစ်မှုထမ်းဥပဒေပြဋ္ဌာန်းတယ်ဆိုတာအခွင့်အကောင်းဟုတ်ပါရဲ့လားတဲ့ဟမ်ပြီးတဲ့အခါကျတော့ဗာပြောဆိုလူငယ်တွေနဲ့မိဘတွေညီကောင်မောင်တွေခွဲပြီးတဲ့စစ်မှုထမ်းဥပဒေကြောင်းဆိုတဲ့စစ်မှုထမ်းဥပဒေကိုပဲတည်ပြီးတော့ပါတီနိုင်ငံရေးတွေကပြောလာကြမဲဆွဲတာလားဒုသီးမို့သူတို့အထင်ကြီးအောင်ပြောတာလားအမှန်တကယ်ကတော့စစ်မှုထမ်းဥပဒေကိုတည်ပြီးပါတီနိုင်ငံရေးပြောရဆိုတော့ဟိုကောင်တွေကလည်းစေတနာပါလို့ပြောတာမဟုတ်ဘူးညွညွတင်းလို့ကိုကြီးတို့ကစောက်ပေါ်တွေနိုင်ငံရေးသေသွားတဲ့ကောင်တွေကြီးပဲနော်ဒါပေမဲ့စစ်မှုထမ်းဥပဒေကိုမင်းတို့ကပြောနေတယ်ဆိုအောင်စစ်မှုထမ်းဥပဒေဟာဘယ်တိုင်းပြည်လာကျူးကျော်လို့မင်းတို့တိုက်ကြတဲ့စစ်မှုထမ်းတာလေဟမ်ဘယ်တိုင်းပြည်ကဘာလဲအိန္ဒိယကလာတိုက်လို့မင်းတို့စစ်မှုထမ်းဥပဒေပြန်ထားပြီးပြန်ခုခံနေတာလားတရုတ်ကလာတိုက်လို့စစ်မှုထမ်းဥပဒေပြန်ထားပြီးပြန်ခုခံနေတာလားယူကရိန်းနဲ့ရုရှားလို့ဘယ်တိုင်းပြည်မှာလာတိုက်တာမဟုတ်ဘဲနဲ့ကိုပြည်သူကအာဏာသိမ်းတာကိုလက်မခံတဲ့ပြည်သူကိုမရရအောင်မင်းတို့တွေပြန်တိုက်နေတာလေမရှက်တာလားဟုတ်တယ်မလားအဲ့တော့ဘယ်ပြည်သူကမင်းတို့စစ်မှုထမ်းဥပဒေကိုလက်ခံမှာလဲလို့အခု Federal Democracy တိုင်းပြည်ဖြစ်သွားကြည့်နော်သူများနိုင်ငံလိုမျိုးစစ်ပညာမတင်မနေရတယောက်ကို2နှစ်ဆို2နှစ်ပြည့်ထွက်အဲ့ဒီစနစ်ခေါ်ကြည့်
မဝင်ကြိုက်တယ်လို့ပြောနော်အဲ့ဒါကွာတယ်အဲ့တော့ကိုယ်အဆင့်ကိုကိုတိအောင်လေကိုယ့်ရဲ့အနေထားကိုယ်တန်ဖို့ကိုကဘာလဲဆိုတာကိုအရင်တိအောင်လုပ်ကြကိုယ့်ကိုပြည်သူကဘာကြောင့်လက်မခံတာလဲဆိုတော့တိအောင်လုပ်ကြအဲ့လိုမလုပ်ဘဲနဲ့ကိုဖြစ်ချင်တာပဲလုပ်ကြမယ်ဆိုရင်တော့ဒါ88မဟုတ်ဘူးရက်လက်တွေကိုစောက်ကြည့်ပေါ့ အဲဒီလက်ထက်မှာလည်းပဲတမ်မတော်နဲ့ဒါဆက်ဆက်မှုအားဝေးကွာသွားပြီးတဲ့နောက်ပိုင်းမှာအခုလိုတွေပြဿနာကြီးဖြစ်လာနောက်ထပ်ကျွန်တော်တို့နိုင်ငံကြီးကိုအဲ့လိုဆွဘေးတဲ့ကိုဆွဲထဲဖို့အတွက်ကိုတော့ခင်ဗျားတို့ဒါတော်တော်ကြီးကိုပြည်သူတွေအုံနောက်ညံပြည့်စုံမှရမယ်လို့ကျွန်တော်နေပြောချင်တယ်เนาะအဲ့တော့ဒီပြည်သုံးလုံးပါစီရလည်းပဲဘာဖြစ်လဲကျွန်တော်ပထမတော့ဒါအားကိုးတကြီးနဲ့ကျွန်တော်တော့မှဒီအဲ့ဒီအကောင့်အနေနဲ့မှကျွန်တော်ဖုန်းနံပါတ်တောင်းတော့ဖုန်းဆက်ဘူးတယ်ဒါပေမဲ့ဒီတကယ်လဲကြာဒီတရက်နဲ့9လပိုင်းရလားမသိပါဘူးเนาะသူတို့အဲ့မှာချင်းလင်းဝတ်လုပ်တဲ့အခါလဲကြာပါအဲ့မှာသွားတွေ့ဟာဒီလူတွေသာတက်ရင်တိုင်းကြီးမကြဘူးခဏပြက်စီးမှသိကြတယ်ကျွန်တော်ကမဲရလာမယ်ဆိုလို့ဒီနေ့ကဲဟလာအလုတ်သမားတွေအခုရနေတော့ဆိုအာဆီယံလာစားတော့မမီတဲ့ဥစ္စာဟလာအမတ်တနှမျောဖို့ကောင်းပါလေအမတ်တတနာဖို့ကောင်းပါလေတဲ့အဲ့ဒီဖွားကြီးလိုက်တက်လာအဲ့ဒီဟိုအလုတ်သမားတွေအကုန်ဆုတ်ပြတ်တတ်တာပဲဒီတိုင်းပဲဖြစ်တာပဲဒီလိုစကားတွေအရင်ကောင်းကြီးပြောလာပြီဆိုလို့ချင်းတက်မလို့ကောင်းနှိမ်ချဆက်ဆက်လာဆိုအဲ့ပါတီတွေကိုခင်ဗျားတို့အကုန်လုံးခေါင်းထဲမှာထည့်တာခင်ဗျားတို့အတွက် NDA ကြီးပဲဆိုတော့ဒါကိုကျွန်တော်ပြောချင်တယ်နောက်ဘူးလဲလားဆိုရင်အကြောင်းကိုစောစောပြောတဲ့စကားနဲ့ပြန်ဆက်ရမယ်ဥပူလက်လာဆိုရဲ့တဲဟိုနေတက်ရီကန်အကောင့်မှာရောဥပူလက်လာဆိုပြောတော့တဲ့စကားတွေကိုကျွန်တော်ထပ်ပြောပြအောင်အဲ့တော့အပိနော်တက်တော့ငါရခင်ကစစ်တီအင်အားမရှိလို့ကြာရှုံးလာအောင်တွေ့ရတယ်နော်နောက်တစ်ခါအခုစစ်မှုထမ်းဥပဒေပြည်သူ့စစ်မှုထမ်းဥပဒေကြောင့်အခုအပတ်စစ်15လောက်ရောက်လာတဲ့အချိန်မှာစစ်ကိုရက်တန့်ထားနိုင်တယ်တဲ့ရက်ထားနိုင်တော့မှန်ကန်တယ်လေမှန်ကန်တယ်အခုကျွန်တော်တို့ကဆက်လက်ပြီးတော့ဒီစစ်မှုထမ်းဥပဒေမှာတက်မှာကျွန်တော်တို့နိုင်ငံမှာရှိနေပြည်သူတွေတရက်လုံးအေးချမ်းမှာဒီဒေါ်ညညိုသင်းဆိုတဲ့အမျိုးသမီးကြောင့်ဟာလားဘသူတွေကအေးချမ်းမှာလဲစစ်မှုထမ်းဥပဒေမလို့ကြောက်လာတော့ तू ကနာမည်ကောင်းကြီးပဲ तू ကဒါမျိုးပြပြီးတော့စကားသုံးတာလဲရက်ကွက်စဲမျိုးနဲ့သုံးသွားတယ်ကျွန်တော်ဒါတချို့ဟာကြာမပြောချင်လို့ပြန်မပြောတော့တဲ့အနေအထားမျိုးရှိတယ်နော်အဲ့တော့အဲ့ဒီချိန်မှာကျွန်တော်ဥပုလက်လဆွေကိုဘယ်နေရာမှာသွားသဘောကျလဲသူတယ်ရီကန်အကောင့်မှာသူတို့ပါတီတာအာဏာရရှိခဲ့နိုင်ဝတ်တဲ့သူလုံမှန်ကပါလေဒီတောင်းကျမ်းသူတွေအကြမ်းဖက်တွေကိုစခန်းတွေကိုအမြင့်ဖြတ်ရှင်းမယ်အဲ့တခုလည်းနဲ့ခင်ဗျားတို့တန်ပြီနော်ကျွန်တော်ကကြက်ငယ်ပါတီတွေဘယ်ဟာတွေညာတွေပြောတာမဟုတ်ဘူးအဲ့ဒီတခုလည်းနဲ့တန်ပြီညောတိုင်းကြီးကိုတခဲချင်းအဲ့ဒီလိုပြတ်သားတဲ့လူမျိုးကိုခင်ဗျားတို့ထောက်ခံမယ်ကျွန်တော်ကမကောင်းမကြိုက်တာတော့မကြိုက်ဘူးပြောတယ်ကြက်ရဲ့ကျွန်တော်တို့ကကြိုက်တယ်လို့ပြောရမယ်နော်တကယ်တော့လုံးဆောင်မယ်ကြက်ငယ်ပါတီခင်ဗျားတို့တက်လို့တကယ်တော့ဒီအများကြီးမပြောဘူးနော်ဒီအကျန်းဖက်ဆိုတဲ့ဒူတွေအကုန်လုံးကိုရှင်းနိုင်မယ်ဆိုကျွန်တော်တက်လုံးထိကျွန်တော်မဟုတ်ပါဘူးမင်းကဘူးလက်ကိုထိတ်ပုတ်လိုက်လီးစုပ်လိုက်လုပ်နေတာပဲနောက်ဆုံးတော့ဟမ်မေးပါဦးမယ်အကျန်းဖက်ဆိုတော့လက်ရှိမြန်မာပြည်မှာအကျန်းဖက်တာဘယ်သူတွေလဲလို့အကျန်းဖက်ဆိုတာဗဇက်နဲ့ဆွဆွဲလို့အကျန်းဖက်မဖြစ်ဘူးနော်ဗဇက်နဲ့ဆွဆွဲသေလောက်အော်နေအကျန်းဖက်တမမဖြစ်တော့ဘူးအကျန်းဖက်တမဆိုတာလောက်ရက်တွေကိုပြနိုင်မှာအကျန်းဖက်တမဖြစ်တာမြန်မာနိုင်ငံမှာကလေးတငယ်အစအမျိုးသမီးတွေအပါအဝင်အစုလိုက်အပြုံလိုက်သေအောင်လုပ်တာဒီ PDF တွေဘက်ကလုပ်တာလားမင်းတို့အာဏာတိန်းထားတဲ့ကောင်တွေဘက်ကလုပ်တာလားနော်ပစည်းဖြစ်စဉ်ကိုကြည့်ပစည်းဖြစ်စဉ်တစ်ခုတည်းတင်ခလေးငယ်ပေါင်း40ကျော်တည်ခဲ့ရဒီနေရာမှာပြည်သူတွေရှိမှန်းသိတယ်ဒီနေရာမှာတာမန်ပြည်သူတွေရှိမှန်းသိတယ်ခလေးတငယ်တွေရှိမှန်းသိတာတိရဲ့တန်းနဲ့ဘုံကျဲချပစ်တာပြည်သူကိုကာကွယ်တဲ့တိုင်းပြည်ကိုကာကွယ်တဲ့စစ်တပ်ရဲ့အလုပ်လားအကြမ်းဖက်စစ်သွေးကြွတွေရဲ့အလုပ်လားနော်တေချာကြည့်နော်ရှင်းလေးဒီရွာမှာ PDF ရှိတယ်တိလို့ဘုံကျဲတယ်ဆိုရင် PDF ရှိတာဒီရွာတရွာမှာထန်ကုန်ရှိ10ယောက်အယောက်20ဒါပေမဲ့အဲ့ဒီရွာတရွာမှာနေထိုင်တာလူဦးရေယာချီနေထိုင်တာအဲ့တော့တိုင်းပြည်ကိုကိုစားပြုတဲ့တိုင်းပြည်ကိုကာကွယ်တဲ့စစ်တပ်ပါလို့ကိုခံယူထားရင်အဲ့ဒီလူအယောက်20လောက်ကိုမနိုင်တာနဲ့လူယာချီဘဝကိုဒုက္ခရအောင်လှုပ်တင်တာမလှုပ်တင်ဘူးလားရှင်းလေးအဲ့ဒါအဖြေပဲအဲ့တော့တိုင်းပြည်ကိုအကြမ်းဖက်သမားတွေဒီဘာတူလဲ
နော်အဲ့တော့မင်းတို့ပြောသလိုအကြမ်းဖက်တမကြိုက်တယ်လို့ပြောတခုပဲပြောလိုက်မယ်တိုင်းပြည်နဲ့ပြည်သူကိုအကြမ်းဖက်တဲ့ကောင်ကြီးကြာရှုံးပါလေနေ့တိုင်းអော်ပြပါအဲ့စကားကိုနော် ကြက်ခိုင်မှာထောက်ခံသွားမှာတိလားဘာဖြစ်လို့ဆိုအမျိုးဘာသာတာသနာတော့ကိုကျွန်တော်တို့ထောက်ခံသွားမှာမျိုးဘာသာသာနာတော့ကိုထောက်ခံသွားမှာတေးသေးချာချာပဲအဲ့တော့ကျွန်တော်ပြောနေတာကတိုင်းကြီးမှာတက်လာတဲ့ပါတီတွေကစလာပါပြီဆိုတော့တက်မလို့နဲ့သွေးခွဲပြီးတော့တက်မလို့ကိုတိုက်ခိုက်ပြီးတော့မှခင်ဗျားတို့နေရနေဘာလို့လိုချင်တာလဲတက်မလို့နဲ့လက်တွဲပြီးတိုင်းမျိုးအေးချမ်းအောင်လှုပ်ဆောင်နိုင်ဖို့တော့ခင်ဗျားတို့မှအရေးချင်းမရှိဘူးလားစစ်မှုထမ်းဥပဒေကလိုအပ်လို့ပြဋ္ဌာန်းလို့ချင်းလွတ်တော်ကြမှာပဲဖြတ်သိမ်းရမှာလို့လွတ်တော်ကြမှာပဲဆိုလွတ်တော်တွေမလို့တက်မလို့နိုင်ငံတော်စပြီးတော့လွတ်လပ်ရေးရပါပြီဆိုတော့ဗိုလ်ချုပ်အောင်ဆန်းတော်မှာခင်ဗျားတို့ပြောတတ်တဲ့စကားဘာလဲခင်ဗျားတို့သိတယ်ခင်ဗျားတို့ပညာတတ်တယ်နော်စစ်မှုထမ်းဥစ္စာ2နှစ်တန်းဒီ2နှစ်3နှစ်တန်းဒီ3နှစ်တိုက်ခြင်းမတိုက်ခြင်းထင်းမှုစံစစ်မှုကိုထမ်းဆောင်ရမှာပဲလို့ခင်ဗျားပြောပြီးသားပဲဒါဥတွေပဲနော်အဲ့တော့ခင်ဗျားတို့ကျွန်တော်ပြောတယ်မတန်ရဘူးငြိမ်းချမ်းဖို့အတွက်ကျွန်တော်တို့ပြည်သူလူထုတရက်လုံးမှာဘောမနေတဲ့ခွေးခေါင်းဆောင်တွေဘုံဆွဲပြီးတော့မဟုတ်ဘူးလို့ သူတို့ရဲ့လှုပ်ဆောင်ချက်ကသူတို့ရဲ့ဟာကကျွန်တော်မှန်ကန်တယ်လို့ပြောချင်တယ်။ညလုံးမဲပေးမမောင်းလို့ပဲပြောချင်တယ်။အားလုံးကြမ်းပါပါစေဗျာ ဒီကောင်လဲတော့လဲတပတ်မပြည့်ဘူးနော်တပတ်မပြည့်ဘူးပထမဦးဆုံးမှာဘူးလက်ကိုဖဲ့တယ်လို့ဘာလို့နဲ့လူစိတ်ဝင်စားအောင်လုပ်တယ်ပြီးတဲ့အချိန်မှာပီတုံးလုံးလို့ကိုကြီးတို့တက်ခိုင်းလို့စတဲ့ဖြင့်အဲ့ဒီဟာတွေကိုလူလူထောက်ခံမှုမရှိအောင်ကြမ်းဖို့ကိုမဲဆွဲသွားတယ်နော်ကြိုက်တယ်လို့ဆွဲမင်းတို့ပြောတဲ့အဲ့ဒီပီတုံးလုံးတက်ခိုင်းလို့ကိုကြီးတို့လည်းပြည်သူကသုံးမစားတော့ဒီလူတွေရဲ့နိုင်ငံရေးသေသွားပြီမယုံကြည်ပါတွတ်တူဂူတူကြီးမကလို့စီနီယာကြီးမကလို့ဘာပဲဖြစ်နေပါစေတချို့တွေကရှိတယ်မင်းတို့ကမနေ့တနေ့မှနိုင်ငံရေးလောက်တာတဲ့ဟိုကဒီလူတွေကနိုင်ငံရေးလောက်တာဘယ်နှနှစ်ရှိနေပြီလဲဘာလဲနိုင်ငံရေးလောက်တာကလောက်တက်နဲ့တန်ဖိုးဖြတ်လာလားလောက်ရက်နဲ့တန်ဖိုးဖြတ်လာလား ဆိုတော့ကျွန်တော်တင်ပြပေးခဲ့တာတွေကိုအားရမယ်လို့မျှော်လင့်ပါတယ်။ဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။တော်လန်မျိုးတို့ရဲ့စိတ်ချမ်းသာနေကိုကျမ်းမာကြပါစေ။